ကျောင်းလူမှာစာကြည့်တဲ့အခန်းကြီးကြီးမားမားမရှိဘူးချင်ရင်တော့ကလေးတွေစာဖတ်ခြင်းစိတ်ပိုတိုးလာအောင်ဘယ်လိုလုပ်ပေးနိုင်မလဲဒီနေ့ရှင်းလင်းတင်ပြချင်မှာတော့ပညာရေးနယ်ပယ်ကဆရာဆရာမတွေကလေးသူငယ်ဖွံ့ဖြိုးရေးကိုစိတ်ဝင်စားသူတိုင်းအတွက်သူကိုလက်တွေ့ကြတဲ့လမ်းညွှန်ချက်လေးတစ်ခုကိုလေ့လာသွားကြပါမယ်ဒီလောက်အဖိုးတန်ပြီးလက်တွေ့အသုံးချလို့ကောင်းတဲ့လဲညွှန်ချက်တွေဘခရလာတယ်လေဆိုတော့မြန်မာနိုင်ငံစာကြည့်တဲ့အသင်းကနေတရားဝင်ထောက်ပြန်ထားတဲ့စာဖတ်ခန်းတီထောင်ခြင်းလဲညွှန်စာတန်းကနေကောင်းနှုတ်ထားတာပါဆိုတော့ကရင်းမြစ်ကတကယ်ကိုခိုင်မာတဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့လက်တွေ့အသုံးချကြည့်လို့ရတာပေါ့ကျွန်တော်တို့ဒီလဲညွှန်ချက်ကိုအပိုင်း6ပိုင်းခွဲပြီးလေ့လာသွားပါမယ်အမှတ်1အခြေခံသဘောတရားအမှတ်2နေရာရွေးချယ်ခြင်းအမှတ်3လိုအပ်တဲ့ပစ္စည်းများအမှတ်4နေ့စဉ်အသုံးပြုခြင်းအမှတ်5စီကံချက်များနဲ့နောက်ဆုံးအမှတ်6ကတော့ရေရှည်တည်တံ့ရေးဆိုပြီးဖြစ်ပါတယ်ပထမဆုံးအပိုင်းကအနေနဲ့အခြေခံသဘောတရားကိုကြည့်အောင်စာဖတ်ခန်းဆိုတာပါလေပေါ့တကယ်တော့စာဖတ်ခန်းဆိုတာငွေကြေးတွေအများကြီးကုန်ကြခံပြီးအခန်းကြီးတွေတည်တံ့ဆောင်ရမယ့်ကိစ္စလုံးဝမဟုတ်ပါဘူးအန်တော်ဆရာကောင်းတာကလေကိုယ့်စီမှာရှိပြီးသားလွတ်နေတဲ့ထောင့်တဲ့နေရာလေဒါမှမဟုတ်စင်ကြံလန်းလေးကိုအကျိုးရှိရှိအသုံးချပြီးကျောင်းသားတွေအလွယ်တကူဝေရောက်ဖက်ရှုနိုင်မယ့်နေရာလေးတစ်ခုဖန်တီးလိုက်ရုံပါပဲအတိတ်ကတော့ချက်ကတွာလာရလွယ်ကူဖို့နဲ့လက်လန်းပြီးဖို့ပဲဖြစ်ပါတယ်ဆက်ပြီးတော့အပိုင်းနဲ့နေရာရွေးချယ်ခြင်းကိုတွားလိုက်ကြရအောင်ဒီနေရာမှာပေါင်ခတ်မထားပဲဖန်တီးမှုအားကောင်းကောင်းနဲ့စဉ်းစားဖို့ကတကယ့်ကိုအရေးကြီးပါတယ်။ပုံမှန်ဆိုရင်သတိမထားမိပဲလက်ຫນွေတက်တဲ့နေရာလေးတွေဥပမာလှေကားအောက်ပိုင်းတွေစင်ဝင်ဒါမှမဟုတ်ဝရန်ဒါတွေစာတင်ကိုင်းရဲ့နောက်ဘက်ထောက်တဲ့နေရာလေးတွေကိုအကောင်းဆုံးသင်ယူမှုပတ်ဝန်းကျင်တစ်ခုအဖြစ်ပြောင်းလဲပစ်လို့ရတယ်ဆိုတာစဉ်းစားမိကြရဲ့လား။ Okay အပိုင်း3လိုအပ်တဲ့ပစ္စည်းနဲ့စီမံခန့်ခွဲမှုဒီစရာအဓိကရွေးရချက်ကတော့လေလန်းမိသမျှအရဲ့မီကိုအကောင်းဆုံးအသုံးချဖို့ပါပဲတမှုကြီးရဲ့တိထားစာအုပ်ရှင်ကြီးတဲ့ဇိမ်ခံထိုင်ကုန်းလေးတွေလုံးဝကိုမလွယ်ပါဘူးအလွယ်တကူရနိုင်တဲ့ပလတ်စတစ်ဘူးတွေအောင်မြင်စင်လေးတွေပြီးတော့ရုပ်ရှင်တဲ့ခေါင်းလေးတွေလောက်ရှိတယ်ဆိုရင်ပဲတက်ရတဲ့စာဖတ်ကန်တစ်ခုကိုအကောင်းဆုံးအသက်သွင်းလို့ရနေပါပြီကဲပစ္စည်းတွေစုံပြီဆိုတော့စာအုပ်တီကိုဘလို့ဆွဲဆောင်မှုရှိအောင်ခင်းချင်းကြမလဲစာအုပ်တီကိုကလေးတွေရဲ့အသက်အရွယ်ဒါမှမဟုတ်အယောင်အလိုက်ခွဲခြားထားတာကတော်တော်လေးအလုပ်ဖြစ်ပါတယ်နောက်တစ်ခုကအထူးသဖြင့်စာအုပ်ရဲ့မျက်နှာဖုံးကိုအပင်ပတ်လေးပြထားတာမျိုးပေါ့ဒါဟာကလေးတွေရဲ့အာယုံကိုချက်ချင်းဖန်ဆားနိုင်ပြီးစာဖတ်ခြင်းစီကိုအလိုလိုဖြစ်ပေါ်စေတဲ့တကယ်ကိုထိရောက်တဲ့ဤပြိုးဟာတစ်ခုမှာပြန်ထားတာလွယ်အောင်သင်ကြရက်အလီအသုံးမဲ့ဖို့လဲမမေ့နဲ့နော်အပိုင်း၄နေ့စဉ်အသုံးပြုခြင်းနဲ့လှုပ်ရှားမှုများတိကျတဲ့အတိုင်းစာဖတ်ခန်းဆိုတာစာအုပ်တီဒီတိုင်းပြထားတဲ့အသေးနေရာတစ်ခုမဟုတ်ဘူးလေနေ့စဉ်လှုပ်ရှားတဝင်နေတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ကအသေးအရေးကြီးတာပေါ့နေ့စဉ်10မိနစ်15မိနစ်လောက်ပုံမှန်ချိန်ပေးတာဒါမှမဟုတ်အားလက်ချိန်မှာစာဖတ်ခွင့်ပြုတာနောက်ပြီးဆရာဆရာမတွေကိုယ်တိုင်ကအတန်းထွက်ဖတ်ပြတာမျိုးတွေဟာကလေးတွေအတွက်စာဖတ်ခြင်းကိုပျော်စရာအလေးအကျင့်တစ်ခုဖြစ်လာစေဖို့အမခံကိုတွန်းအားပေးနိုင်ပါတယ်။အုပ်စုလိုက်စာဖတ်ခိုင်းတာမျိုးလေးလုပ်ပေးလို့ရတာပေါ့။အဖိုင်း9ကတော့ကျောင်းသားများအတွက်ရိုးရှင်းစည်းကမ်းချက်များပါ။စည်းကမ်းသတ်မှတ်တဲ့နေရာမှာလည်းအရန်ကြီးရှုံထွေးနေဖို့မလိုပါဘူး။တော်တော်နဲ့လိုရင်ရောက်တဲ့စည်းကမ်း3ချက်တဲ့နဲ့တင်လုံလောက်နေပါပြီ။ဥပမာစာအုပ်တွေကိုကျူးဆိုင်သုံးဖို့စာဖတ်နေချိန်တိတ်တိတ်နေဖို့ပြီးတော့ဖတ်ပြီးရင်မူလနေရာမှာပြန်ထားဖို့ဒါလေးတွေပါပဲဒီလိုရိုးရှင်းတဲ့စီကံလေးတွေကြောင့်ကလေးငယ်တွေအလွယ်တကူမှတ်မိနိုင်မလို့ပစ္စည်းတွေကိုတန်ဖိုးထားတတ်တဲ့စိတ်နဲ့အခြားသူတွေကိုလေးစားတတ်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုပါတိဆောက်ပေးနိုင်ပါတယ်နောက်ဆုံးပိုင်း6စာဖတ်ခန်းရေရှည်တည်အပ်ရဲ့ရေရှည်တည်တံ့ဖို့ဆိုတာကလည်းတိတ်အရေးကြီးတာကိုကျောင်းသားလေးတွေကိုယ်တိုင်ကိုစာကြည့်တိုက်အကူအဖေးတာဝန်ပေးလိုက်တာကသူတို့ကိုယ်တိုင်ပိုင်ဆိုင်နေဆိုတဲ့ခန်းစားချက်ကိုတော်တော်လေးမြင့်မားစေပါတယ်ဒါအပြင်အခြားကျောင်းတွေရဲရွာတွေနဲ့လာစင်စာအုပ်အလဲလဲလောက်တာစာအုပ်လူတွေကောက်ခံတာတွေဟာဝေကြီးကုန်ကြမှုနဲ့ကလေးတွေရဲ့စိတ်ဝင်စားမှုကိုအမြဲတမ်းလက်ဆက်နေစေမယ်တကယ့်ကိုညံကောင်းတဲ့နီလာနေပါပဲဒါဟာ SDG 4လို့ခေါ်တဲ့အရေးသွေးရှိတဲ့ပညာရေးပန်းတိုင်နဲ့လေတိုက်ရိုက်ချိတ်ဆက်နေတာပေါ့တစ်ချက်လောက်စဉ်းစားကြည့်အောင်နော်လေကအောက်ကပလတ်စတစ်ဘူးခွန်လေးတွေပြီးတော့အလူခံရထားတဲ့စောက်ကလေးတွေနဲ့စတင်လိုက်တဲ့ဒေတာတွင်းကသင်ငယ်တဲ့ကျူပမှုလေးတစ်ခုဟာတကယ်တော့ကဘာကူလာထမကချမှတ်ထားတဲ့အရေးသွေးရှိသောပညာရေးဆိုတဲ့ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကြီးကိုတက်ရိုက်ထောက်ကူပြုနေတာပဲဖြစ်ပါတယ်။သင်ခဲ့တဲ့အစပြုမှုလေးကနေကြီးမားတဲ့ကြရက်ကိုဖန်တီးနိုင်တယ်ဆိုတာဒါမျိုးပြောတာပေါ့။မြန်မာနိုင်ငံစာကြည့်တိုက်အသင်းရဲ့လမ်းညွှန်ချက်မှာစူးထိုင်းတယ်လို့ပါပဲ။စာဖတ်ခန်းတစ်ခုတည်ဆောက်ဖို့နေရာအကျယ်ကြီးမလိုအပ်ပါဘူး။တကယ်လိုအပ်တာကကလေးတွေအတွက်စာဖတ်ဖို့အခွင့်အလမ်းဖန်တီးပေးခြင်းနဲ့ကျွန်တော်တို့ရဲ့စိတ်ဆန္ဒလေးပါပဲ။ဒါဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့လူမှုအတိုင်းဝိုင်းတွေကအလဟာနာဖြစ်နေတဲ့နေရာလွတ်လေးတွေကိုအထုံးပြုပြီးကလေးတွေစာဖတ်ခြင်းရဲ့အရာတာကိုအပြည့်အဝခံစားနိုင်မယ်နေရာလေးတစ်ခုအဖြစ်ဒီနေ့ပဲဘယ်လိုစတင်ဖန်တီးကြည့်ကြမလဲ